ဝင်းကျင်ထဲမှာ luxury ကားလေးတစ်စီးကိုရှာနေတယ်ဆိုရင်တော့ကျွန်တော် BMW လေးတစ်စီးနဲ့မိတ်ဆက်ပေးပါမယ်ခင်ဗျကျွန်တော်ဒီကားလေးက F10 generation မှာ luxury line နဲ့ဖြစ်တဲ့ BMW 528i လေးပဲဖြစ်ပါတယ်ခင်ဗျengine power အနေနဲ့ဆိုရင်လေ 2.0 liter twin turbo အသုံးပြုပေးထားတဲ့အတွက်ကြောင့်မို့လို့ horse power အနေနဲ့လေ245လောက်ထိထွက်တယ် torque ကလည်း300ကျော်လောက်ထိထွက်တယ်ဒါကြောင့်မို့လို့ဒီကား performance မှာဆိုလေအတော်လေးကောင်းတယ်ခင်ဗျရှေ့ပိုင်းမှာဆိုရင် BMW ရဲ့ logo လေးကိုတွေ့ရမယ်ပြီးရင် BMW ရဲ့ signature sign လို့ပြောလို့ရတဲ့ kidney grey လေးလည်းတွေ့ရမယ်ခင်ဗျ highlight တွေအနေနဲ့လည်း adaptive LED မီးတွေကိုအသုံးပြုပေးထားပါတယ်ခင်ဗျ adaptive LED မီးတွေရဲ့အားသာချက်ကကြတော့ကျွန်တော် FIA direction ပေါ်မူတည်ပြီးမီးရပါ light ကွေပေးနေတဲ့ပုံစံမျိုးခင်ဗျအဲဒီအတွက်ကြောင့်မို့လို့ corner တွေမှာဆိုရင်ပို့ပြီးတော့ fit ဖြစ်ပါတယ်အလွိုင်းအနေနဲ့ဆိုရင်လည်းကျွန်တော် BMW ရဲ့ original အလွိုင်းလေးတွေကိုအသုံးပြုပေးထားပါတယ်ပြီးတော့ tire condition အနေနဲ့လည်းအတန်ကြီးကြံပါသေးတယ်ခင်ဗျ chrome တွေအနေနဲ့လည်း favor shiny design ကိုအသုံးပြုပေးထားတဲ့အတွက်ကြောင့်မို့လို့ luxury look ကိုပို့ပြီးတော့ပေါ်လွင်စေတယ်ခင်ဗျ tank capacity အနေနဲ့လည်းဒီကောင်က80လီတာလောက်ထိဆန့်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော် long trip တွေသွားတဲ့အခါမျိုးမှာဆိုရင် fish ခဏခဏထည့်ရတဲ့ပြဿနာတွေလည်းမရှိတော့ဘူးခင်ဗျပြီးတော့ဒီကားလေးကကျွန်တော် gift favor လေးလည်းပါဝင်တဲ့အတွက်ကြောင့်မို့လို့ shopping ထွက်တဲ့အခါမျိုးမှာအထုပ်တွေနဲ့မနိုင်မနှင်းဖြစ်နေတဲ့အခါမျိုးမှာဆိုရင်လည်းကျွန်တော်6လောက်လေးနဲ့စမတ်ကြကြဖွင့်လို့ရမယ်ခင်ဗျဒီကားမှာကျွန်တော်များသောအားဖြင့်ဆိုရင်ပိတ်တဲ့ဖွင့်တဲ့ခလုံးတွေအကုန်လုံးကမော်တာနဲ့ပဲခင်ဗျလက်နဲ့ menu တွေလုံနေကြမလို့ပါဘူးAvon အနေနဲ့လည်းကျွန်တော် Dual Avon ကိုအသုံးပြုပေးရပြီးတော့ကျွန်တော် Avon နှလုံးလုံးက effect ဖြစ်ပါတယ်ခင်ဗျကျွန်တော် show ပြထားတာမျိုးမဟုတ်ပါဘူးဒီကားမှာဆိုရင် fog loop 15လေးပါဝင်ပါတယ် fog 15လေးပေါ့ fog 15လေးပါဝင်တဲ့အတွက်ကြောင့်မို့ကျွန်တော်တကားအဖွင့်ပိတ်လုပ်တဲ့အခါမှာ one time မဆန်မနဲ့ကျွန်တော် luxury ဖန်လေးပဲဖွင့်ပိတ်လုပ်လို့ရပါတယ်ခင်ဗျဒီကောင်ရဲ့အတွင်းဘက် feed တွေကလည်း premium red leather တွေအသုံးပြုပေးရတဲ့အတွက်ကြောင့်မလို့ထိုင်ရတာ comfortable ဖြစ်တဲ့အပြင်မှာဒီကောင်ရဲ့အယောင်ကြောင့်လည်း Spotify လေးကိုခံစားရပါတယ်ခင်ဗျကျွန်တော် shifting တစ်ခုအနေနဲ့လည်း motor seat လေးဖြစ်သွားတဲ့အတွက်ကြောင့်မို့လို့ဒီထိုင်ကုန်အတိုး shot လုပ်တဲ့အခါမျိုးမှာကျွန်တော်လက်နဲ့လုံးနေကြမလို့ပဲနဲ့အောက်က clip လေးနဲ့ပဲအသုံးပြုရုံပဲခင်ဗျ memory seat လည်းပါတဲ့အတွက်ကြောင့်မို့လို့ driver 1 2ရှိတဲ့အခါမျိုးမှာဆိုရင်ခဏခဏချိန်နေကြလည်းမလို့ခင်ဗျကျွန်တော်ဒီမှာမှတ်ထားလိုက်လို့ရပါတယ်ကျွန်တော် FIA အနေနဲ့ဆိုရင်လည်း BMW logo လေးကိုတွေ့ရမယ် multi function control တွေကိုအသုံးပြုပေးထားရတယ်ကျွန်တော်ဘယ်ဘက်ချမ်းမှာဆိုရင် cruise control တွေပါဝင်မယ်ခင်ဗျ cruise control တွေရဲ့ကောင်းကျိုးကကြတော့ကျွန်တော် highway သွားတဲ့အခါမျိုးမှာဆိုရင်ကျွန်တော် kilometer 100ကို limit speed ထားခြင်းတဲ့အခါမျိုးမှာကျွန်တော် kilometer 100 lever လေးနင်းထားပြီးတော့ဒီနား limit speed ခလုတ်လေးကိုနှိပ်လိုက်တာနဲ့ဒီတောက်လျှောက် kilometer 100ကိုနဲ့သွားနေမှာပေါ့နော် lever နင်းစရာမလိုပဲနဲ့အဲ့တော့ကြောင့်မို့လို့ကိုက FIA တိုင်းလေးကို handle လုပ်ရုံနဲ့ပဲlong trip တွေသွားတဲ့အခါမျိုးမှာ comfortable ဖြစ်လေးသွားလို့ရမယ်ခင်ဗျဒီညာဘက်ချမ်းမှာဆိုရင် media control တွေပါဝင်မယ်ကျွန်တော်ဒီညာဘက်ချမ်း media control တွေနဲ့အလုပ်မလုပ်ချင်မဲ့ voice command နဲ့အလုပ်လုပ်ချင်တဲ့ flash ဒီကောင်လေးက voice command လေးလည်းပါသေးတယ်ခင်ဗျဒီမှာကျွန်တော် pedal လေးတွေလည်းပါတယ်ကိုကျွန်တော်ဒီကားက sport မှုလည်းချိန်လို့ရတော့ဒီ pedal လေးတွေနဲ့လည်းကစားလို့ရမယ်အဲ့ဒီအတွက်ကြောင့်မို့ဒီကောင် Spotify လေးကိုလည်းခံစားရမယ်ခင်ဗျကျွန်တော်ဒီမှာဆိုရင် BMW ရဲ့ smart system လို့ပြောလို့ရမယ် iDrive system လေးကိုအသုံးပြုပေးထားရခင်ဗျဒီ iDrive system လေးကိုကျွန်တော်ဒီက iDrive system controller လေးနဲ့ပဲကျွန်တော်လုပ်လို့ရမယ် Bluetooth တွေလောက်တာမျိုးတို့ကျွန်တော် FM ချိန်တာမျိုးတို့ဒီကိုလိုချင်တဲ့ဟာလည်းမျိုးလေးတို့ဒီကနေပြီးတော့ပဲထိန်းချုပ်လို့ရမယ်ခင်ဗျကျွန်တော်ဒီမှာဆိုရင် mood အနေနဲ့ဆိုရင်လည်းဒီကောင်က9မျိုးလောက်ထိပါဝင်နေခင်ဗျကျွန်တော်ဒီမှာ Sport Plus Sport ရှိမယ် Comfort Plus ရှိမယ်ပြီး FIFA တက်တာကျွန်တော် Eco Pro လေးလည်းပါအောင်မယ်ဒီကားလေးမှာ HUD 15လည်းပါဝင်ပါတယ်ဒါကြောင့်မို့လို့ RPM ဒီကီလိုမီတာကြီးကြီးတဲ့အခါမျိုးမှာဒိုင်ကွယ်ပဲကြည့်နေကြမလို့ပဲနဲ့ driver ရဲ့ leaker man နေတစ်ဆင့်လည်းကြည့်လို့ရပါတယ်အဲ့ကိုအနေနဲ့ဆိုရင်လည်းကျွန်တော် dual climate control အသုံးပြုပေးထားရခင်ဗျကျွန်တော်ဒီ passenger နဲ့ driver ကကိုလိုတဲ့ temperature လေးတွေကိုတက်တက်စီကျွန်တော်တို့ထားလို့ရမယ်ပေါ့နော်ကျွန်တော် speaker အနေနဲ့ဆိုရင်လည်း Harman Kardon sound system ကိုသုံးပြီးတော့ speaker အနေနဲ့9လုံးလောက်ထိပါဝင်နေခင်ဗျကျွန်တော် Harman Kardon sound system ဖြစ်တဲ့အတွက်ကြောင့်မို့လို့အတန်ကြီးကပိုပြီးနူးညံ့မယ် bass တန်လေးပိုပြီးတော့ကောင်းမယ်ဒီတချင်းလေးဖွင့်ပြီးသွားမယ်ဆိုရင်တော့ concert hall တွေရောက်နေဆိုတဲ့ vibe လေးကိုပါခံစားရမယ်dashboard အနေနဲ့လည်း short-term premium material ကိုအသုံးပြုပေးထားပြီးတော့ကျွန်တော် wood trim design ပေါ်မှာအပေါ်ကနေပြီးတော့ premium leather တွေအုပ်ပေးထားတဲ့အတွက် luxury look ကိုခံစားရမယ်ခင်ဗျနောက်ခန်းနေနဲ့လည်း Neo နဲ့ Heron နဲ့အတော်လေးကျဲတဲ့အတွက်ကြောင့်မို့လို့ကိုကကိုယ်တိုင်မမောင်းမဲ့ driver ထားမောင်းမယ်ဆိုရင်လည်းနောက်မှာ comfortable ဖြစ်ဖြစ် live ဖီးနိုင်မယ်ပြီးရင်ကျွန်တော် lounge ထက်သွားတဲ့အခါမျိုးမှာဆိုရင်လည်းနောက်ကတက်တောင့်တက်တာနဲ့သွားလို့ရမယ်ခင်ဗျကျွန်တော်ဒီမှာဆိုရင်လည်း RF လေးလည်းပါသေးတယ်ခင်ဗျဒီ RF လေးပါတဲ့အတွက်ကြောင့်မို့လို့ကိုက business ရဲ့နဲ့လိုအပ်တဲ့ file server တွေကျွန်တော် wallet တွေကိုလွယ်လင်းတကူထုတ်တာထည့်တာလုပ်လို့ရမယ်ပြီးကျွန်တော်ဒီမှာ cut holder လေးလည်းပါသေးတယ်ကျွန်တော်ပြီးရင်လည်းနောက်ဘက်ချမ်းမှာဆိုရင်လည်း fan shade လေးပါသေးတယ်ကိုပြီးတော့ဘေးဘက်ချမ်းမှာဆိုရင်လည်းကျွန်တော်ဒီ fan shade လေးပါသေးတဲ့အတွက်ကြောင့်မို့လို့ဒီ private look ကိုလည်းခံစားရတယ်ခင်ဗျဒီလိုမျိုး3000ဝန်းကျင်ထဲမှာ luxury comfortable Spotify fan နဲ့ဟာကိုရှာနေတယ်ဆိုရင်တော့ကျွန်တော်တို့81 motor မှာ live ကြည့်ရှုဖို့ဖိတ်ခေါ်လိုက်ပါရခင်ဗျာ